先也是设计。မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးပြီးဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာမြေကြီးထားတဲ့အရှိန်နဲ့တလားလောက်ကတော့ဟိုင်းရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြိတ်မှာပါရောဒီနေသားတော့လောက်နဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုတိတ်မရှိပေမဲ့ဒီပြည့်ရအောင်ကျတော့အင်မတန်မှဟိုမှာကားကြီးဟုတ်ကားတယ်ကိုဘက်ဆက်သွားလို့မရတော့ ရတော့ဘူး ကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်လဲအဲ့ဒါယူကားတစ်စီးမှာလမ်းတော့သွားတာမဟုတ်ဘဲနဲ့အရှင်းဘလို့အဲ့ဒါကူးကြမှာလို့ စားပါလေအပေါ့လေဆိုခုနိုင်တယ်လူကူ ဆင်းညာနေပတ်လို့လား အဲ့ဒါများလေ မင်းတို့